စိတ်ဆိုတဲ့တဘာဝကလေသူကကောင်းတာတွေးတာထက်ကိုမကောင်းတာတွေးတာများတယ်ပေါ့နော်ပြောရမယ်ဆိုရင်စိတ်ချမ်းသာစရာတွေးတာထက်ကိုပူပင်စရာတွေတွေးတာကပိုများတယ်ဒါကသူ့ရဲ့တဘာဝတရားပေါ့နော်ပင်ကိုမှကလေးပါအဲ့လိုမျိုးရှိရအဲ့တော့လေကိုကမကောင်းတာတွေးလို့ရှိရင်မကောင်းတာဖြစ်လာတယ်ပေါ့နော်အဲ့တော့အဲ့ဒီစိတ်ကိုလေ positive mindset ဖြစ်နေအောင်ကျင့်မှုအတွက်အရန်အရေးကြီးတယ်သူ့ကို train ပေးလို့ရတယ်ပေါ့နော်အဲ့လိုမျိုး train နေစီမှာလောက်ရမယ် tools လေးပေါ့ basic tool လေးတခုကိုဒီနေ့ပေးချင်တာပေါ့နော်ဒါကကိုယ်တိုင်လဲကျင့်ကြံရင်းနဲ့result ကောင်းနေရလာတဲ့အတွက်ကိုလက်တွေ့ပေါ့နော်လက်တွေ့မို့လို့ဒီ tools လေးတခုကိုပေးချင်တာသူစိတ်ကိုဘယ်လိုပြောရမလဲ positive mind ဘက်ကိုများများနေရအောင်ပေါ့နော်နေ့စဉ်ပေါ့နော်ကျမတို့ကဘာလုပ်ရမလဲဆိုတော့လေgratitude လေးနဲ့ရှင်းတန်းရတယ်ဘေးအရာလေးမလို့ဆိုပေါ့နော်ကျေးဇူးတင်တဲ့စိတ်ပေါ့ဒါ basis 2လေးပေါ့နော်အဲ့ဒါကိုလုံးဝများလို့ရှိရင်ကိုကလေကောင်းတာတွေပဲတွေးတက်လာတယ်စိတ်တွေကလည်းအေးချမ်းလာတယ်ပေါ့နော်ဥပမာပြောရမယ်ဆိုလို့ရှိရင်ဘာပဲဖြစ်ဖြစ်ကျမတို့မျက်စိမှာမြင်တဲ့အရာအလုံးကိုလေကျေးဇူးတင်တတ်ရမယ်ကျေးဇူးတင်စိတ်ပေါ့နော်ဥပမာဒီဖုန်းလေးပေါ့နော်ဖုန်းလေးဆိုလို့ရှိရင်လည်းဒီဖုန်းလေးကြောင့်ကိုကမိသားစုနဲ့ဝင်နေတယ်ဆိုလို့ရှိရင်ဒီနေ့ဒီခေတ်မှာပေါ့နော်ဗီဒီယိုကောတွေနဲ့စကားပြောလို့ရတယ်အင်တာနက်တွေကိုကျေပြန့်စွာသုံးလို့ရတယ်အဲ့ဒီဖုန်းလေးဒါရှိနေလို့ပေါ့နော်အဲ့တော့ဒီဖုန်းလေးရှိတဲ့အတွက်ကျေးဇူးတင်ပါတယ်ပေါ့နောက်ဆုံးကွာကိုတောက်တဲ့ရေတောက်တဲ့ရေကိုစဒီရေတောက်နေလို့အသက်ရှင်နေရလေเนาะဒီရေကိုကဘာမြေကြီးကထွက်တယ်အဲ့တော့ဒီမြေလေးတောက်နေရတဲ့အတွက်ရေလေးကိုကျေးဇူးတင်ပါတယ်ပေါ့ထမင်းစားလို့ရှိရင်လည်းအဲ့လိုပဲဒီထမင်းတစ်ခုဖြစ်လာဖို့အတွက်လုပ်ပေးရတဲ့တောင်သူလေးသမားတွေเนาะအများကြီးရှိတယ်အဲ့တော့ကျမတို့ကအရင်သစ်စားရုံပဲဒီဆန်လေးစားနေမှဒီခန္ဓာကိုယ်ကအာဟာရဖြစ်ပြီးတော့ကြမ်းမာတာပေါ့အဲ့တော့ဒီထမင်းလေးစားနေရတဲ့အတွက်ကျေးဇူးတင်ပါတယ်အရာရာတိုင်းပေါ့နော်ကျမဆိုလို့ရှိရင် gratitude letter ဆိုတဲ့စာအုပ်လေးအောင်ထားရတယ်အရင်တော့ကလေသူကခေါင်းစဉ်နဲ့တတိတေ plan လို့ဘာလို့လောက်ရတယ်ဘယ်လိုမျိုးလဲဆိုတော့ဒီနေ့မှဆိုလို့ရှိရင်ကိုနဲ့တိတဲ့လူပုံကိုယ်တွေကိုကျေးဇူးတင်မယ်တယောက်ချင်းစီကိုဘာကြောင့်ကျေးဇူးတင်လဲဆိုတာလေးကိုရှိတယ်။နောက်နေ့ဆိုအရာဝတ္ထုပစ္စည်းနေနဲ့ပတ်သက်ပြီးတော့ကျေးဇူးတင်တာရှိတယ်။နောက်တစ်နေ့ဆိုရင်ဘာအတွက်အဲ့မျိုးပေါ့ခန္ဓာကိုယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်မှာရှိတဲ့အစိတ်ပိုင်းတစ်ခုစီကိုတွေးပြီးတော့ရေးတာကျေးဇူးတင်ချောင်းလေးပေါ့နော်။အဲ့လိုမျိုးလုံးပါများလာတော့ဒါကတော့တရက်နှစ်ရက်နဲ့တော့မရအနည်းဆုံး21ရက်လုံးမှလူက habit တစ်ခုလိုဖြစ်လာမှာပေါ့နော်။လားနဲ့ချီလောက်ရတယ်ကျမတို့ကဆိုလားနဲ့ချီလောက်ခဲ့ရတယ်လောက်ပြီးတော့မှဒီစိတ်လေးကအရန်ကိုပြောင်းလဲလာတာတိတကြီးတိလားအဲ့လိုမျိုးရေးနေတဲ့ချိန်မှာလဲကိုကမလို့အပ်တဲ့လှုပ်ချစရာတွေပေါ်လာလိမ့်မယ်အဲ့တော့မှကိုတက်လောကမတွေးခဲ့တဲ့အတွေးတွေကရေးနေတဲ့ချိန်မှာမြင်ရောက်လာပြီးတော့လေချို့လို့ဆိုလို့ရှိရင်ငိုတာတို့ဒါက release လုပ်နေတမျိုးပဲပေါ့နော်အဲ့လိုမျိုးဒါလည်း healing တစ်မျိုးပဲပြောရမယ်ဆိုလို့ရှိရင်အရန်ကောင်းတဲ့ basic tool လေးတို့ကိုလမ်းလျှောက်ရင်တော့မှဒီလျှောက်နေတဲ့ခြေလမ်းတိုင်းအတွက်ကိုကျေးဇူးတင်တာလမ်းမလျှောက်နိုင်တဲ့လူတွေအများကြီးရှိရလीเนาะလောကကြီးမှာအဲ့လိုမျိုးဒါလေးကဒါ basic tool လေးတစ်ခုကိုပဲပြောပြတာပေါ့เนาะဒါလေးကိုလုပ်ကြည့်ပါအရန်ကိုလည်းကျေးဇူးကြီးရယ်ကိုယ်စိတ်လေးကလည်းရင်ပါပြီးတော့ positive တွေနဲ့နေပါများလာလို့ရှိရင်ကောင်းတာတွေတွေးကောင်းတာတွေပဲဖြစ်လာတာပေါ့နောက်ဆုံးမှ result လေးကတော့အရန်ကောင်းပါတယ်အဲ့ဒါလေးကိုလုပ်ကြည့်ပါလို့ပြောချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်